ကားမောင်းနေရင်တန်ခွဲပေါ်မှာရုတ်တရက်မင်းလင်းလာတော့ဘာလို့ရမှမသိဖြစ်ဘူးပါသလားကားစားမောင်းတဲ့သူတွေအတွက်ဒီအချက်ပြမိတွေကနားလည်ရခက်နိုင်ပါတယ်ဒါပေမဲ့စိုးရိမ်စရာမလိုပါဘူးဒီဗီဒီယိုမှာကားမောင်းသူတိုင်းမဖြစ်မနေသိထားတဲ့တန်ခွဲပေါ်ကအချက်ပြမင်း10မျိုးအကြောင်းရှင်းပြပေးသွားမှာပါမိတွေအကြောင်းတစ်ခုချင်းစီမပြောခင်အကြောင်းတွေအတိတ်ကိုအရင်သိထားဖို့လိုပါတယ်အနည်းအောင်ဆိုရင်တော့ကားအတွက်အန္တရာယ်ရှိပါတယ်ချက်ချင်းဝက်ရှုပ်သွားပြီးပြုပြင်သင့်ပါတယ်အဝါရောင်နဲ့လိမ္မော်ရောင်ကတော့တတိပြုတ်ဖို့နဲ့ပြုပြင်စစ်ဆေးဖို့လိုအပ်နေပြီဆိုတာကိုပြောတာဖြစ်ပါတယ်အစဲရောင်နဲ့အပြာရောင်ကတော့ကားရဲ့စနစ်တစ်ခုခုပုံမှန်အလုပ်လုပ်နေတဲ့ဆိုတာကိုပြသတာပါကားမှာချွေရင်မှုမရှိပါအချက်ပြမိတဲ့အကြောင်းဆက်ကြည့်လိုက်ရအောင်ချက်အင်ဂျင်လိုက်လို့ခေါ်တဲ့ဒီမီးဟာအင်ဂျင်စနစ်မှာချွင်းချက်တစ်ခုခုရှိနေပြီဆိုတာကိုပြောပါတယ်အင်ဂျင်ဘတ်ဆိုင်ရာပြဿနာဖြစ်လို့မပေါ်ဆသင့်ပါဘူးအရေးကြီးပါတယ်ဒါကတော့ engine temperature 1နေမီပါဒီမီလင်းရင်တော့ကား engine overheat ဖြစ်နေပါပြီကား engine အပူလွန်ကဲမှုဖြစ်နေတာကြောင့်ကားကိုချက်ချင်းရပါဆက်မောင်းလို့မရတော့ပါဘူးဒါကတော့ oil pressure 1နေမီပါ engine ဝိုင်ရောက်နေတာဒါမှမဟုတ် engine oil pressure ကျနေတာပါ engine ပြည့်စည်နိုင်တဲ့အထိအန္တရာယ်ရှိတာမို့ကားကိုချက်ချင်းရပြီးစစ်ဆေးပြုပြင်သင့်ပါတယ်ဒီဘက်ထရီပုံစံနဲ့အနည်းအောင်မီးရတော့ alternator ပြတ်သွားတော့ဘက်ထရီအားမဝင်တော့တဲ့အခါမျိုးမှာလင်းတက်ပါတယ်ချက်ချင်းဝါရှော့ကိုမောင်းလာပြီးပြုပြင်သင့်ပါတယ်ဒီမီးကတော့ brake system warning လို့ခေါ်တဲ့ brake စနစ်အချက်ပြမီးပါ handbrake တင်ထားတာဒါမှမဟုတ် brake စီရောက်နေတာစတဲ့ brake ပြဿနာတွေရှိရင်လင်းပါတယ်ဒါကတော့ TPML လို့ခေါ်တဲ့တာယာလေးပေါင်းချယ်အချက်ပြမီးပါတာယာလေးပေါင်းချယ်တတိတတာရောက်နေတာကိုတတိပေးတာဖြစ်ပါတယ်ဒီမီးကတော့ ABS လို့ခေါ်တဲ့ anti-lock braking system ချွင်းနေတာပါပုံမှန် brake ကတော့အလုပ်လုပ်နိုင်ပါသေးတယ်ကားဆက်မောင်းလို့ရပါသေးတယ်ဒါကတော့ airbag indicator လို့ခေါ်တဲ့လေအိတ်အချက်ပြမီးပါရင်တိုင်းမဖြစ်တဲ့အခါလူကိုကာကွယ်ပေးမဲ့လေအိတ်စနစ်ချွင်းနေတာကိုပြသတာဖြစ်ပါတယ်ဒီမီးလင်းလာရင်ကားအတွက်အန္တရာယ်မရှိပေမဲ့လူအတွက်အန္တရာယ်ရှိတာမို့ပြုပြင်သင့်ပါတယ်ဒါကတော့ seatbelt reminder လို့ခေါ်တဲ့ထန်ကိုခပ်ပါအချက်ပြမီးပါခပ်ပါမပတ်ထားဘူးဆိုရင်တတိပေးတဲ့မီးတစ်ခုဖြစ်ပါတယ်ဒီမီးကတော့ traction control လို့ခေါ်တဲ့ကားလမ်းချုံမှုထိချုပ်ရေးစနစ်ပါကားလမ်းချုံမှုကိုထိချုပ်ပေးတဲ့စနစ်အလုံးလုံးနေချိန်မှာလင်းပါတယ်ဒါပေမဲ့6သွေးတဲ့လမ်းပေါ်မှာမောင်းနေတဲ့အချိန်မှာတောင်ဒီမီးဆက်လင်းနေသေးတယ်ဆိုရင်တော့ဒီစနစ်မှာချွေးမှုရှိနေပါပြီတချို့ကားတွေမှာ traction control ကိုအဖင်ပိတ်လို့ရတဲ့ခလုတ်ပါပါတယ်ဒီခလုတ်ကိုပိတ်ထားတဲ့အချိန်မှာတောင်မီးလင်းနေသေးတယ်ဆိုရင်တော့ဒီစနစ်မှာချွေးမှုရှိနေပါပြီအချက်ပြမီးတစ်ခုခုလင်းလာတိုင်းမစိုးရိမ်ပါနဲ့ကားမှာပါတဲ့လက်ဆွဲစာအုပ် owner menu ရဲ့ဘုတ်ဟာအများအားကောင်းဆုံးလမ်းညွှန်ပေးနိုင်ပါတယ်သိချင်တာတွေရှိရင် comment မှာပြောပြပေးလို့ရပါတယ်